နောက်တစ်သင်းရန်ကုန်ဂလက်ဒီကိုနော်ကျွန်တော်ရဲ့တင်းမြန်မာတင်းစနကနော်ကောင်းဆုံးပဲလားစမိုင်းမန်နိုမျိုးစေကလောက်၄ယောက်နော်ပုံမှန်တိုင်းပဲနော်စမိုင်းအမောင်းနေခက်ပြနေနေပဲနော်ကျွန်တော်တို့တင်းစနကဘိုးမျိုးရှိတယ်ပဲကွာတော့ကားလမ်းတော့ပကြည့်လို့ကြည့်နေချိန်မှာတော့တော့သွားမလားအော်အနေနဲ့များနောက်က back fire တွေပါရဖြစ်တဲ့အတွက်ကိုတော့ free hit တော့မရခဲ့ဘူးလားလို့လည်းပြစ်လို့မရတဲ့အခြေအနေမှာတော့ Romeo နော်ပြန်ပြီးတော့ possession ယူလိုက်တာပဲကောင်းမယ်လားဝေးပဲနောက်တော့နေတလုံးအေးရှော့လေးထိရနော်တော့ပါလားနေအောင်ကြီးအကောင်းဆုံးပဲတော့ Romeo နေနဲ့တော့သွားပြီဆိုတဲ့အခြေအနေမှာနောက်တလုံး Romeo နောက်တလုံးဆိုဝင်းရှိနေဘက်ကနေတော့လမ်းတော့ပြစ်ထဲမှာတော့ရမယ်ဆိုတဲ့အခြေအနေဆိုတော့နောက်တော့နေတစ်လုံးကြာလာတယ်ဆိုတော့အခြေအနေမှာတော့ BNN နော်ဆိုတော့ Romeo တတိတော့ထားမှာတော့ရမယ်လားနောက်တော့နေတစ်လုံးဆိုတော့ပါသွားပြီလားတော့ဘယ်ရောက်သွားလဲတော့ဟိုဘက်ချန်ဒီစုပ်သွားတာနော် BNN နေပေါ်သွားတာဟိုဘက်ချန်ဒီတိုးသွားရင်းနေပဲဆိုတော့စမိုင်းနော်တတိတော့ထားမှာတော့ရမယ် smoke တွေကတော့ပတ်လေခင်းလာတာဆိုတော့အခြေအနေလုံးဝဘာမှမြင်မနေရဘူးလားဆိုတော့ smoke တွေတော့လိုက်တော့ spray နေတော့မယ် smile ဆိုတော့မာနက် Romeo ဒီမှာ Uzbekistan နေရာနဲ့လမ်းပြီးတော့တပ်ပါတွေဝင် join နေဆိုတော့အခြေအနေနော် BNN ဆိုတော့စေကလောက်နောက်ဆုံးတယောက်တည်းကျန်တဲ့နေဘောတော့လိုက်တော့ဖြတ်ပေးလိုက်ပြီလားဆိုတော့ Uzbekistan နဲ့ BNN နဲ့ညှိနေတာနော် BNN ဘက်ကိုအာရုံပြောင်းသွားခဲ့ပြီဆိုတဲ့အချိန်တွေမှာ Uzbekistan နဲ့ BNN ဖြစ်သွားပြီလားတပ်ပါတီကတော့ YG ဖြစ်သွားခဲ့ပြီဆိုတော့ YG အနေနဲ့ကတော့ BNN နဲ့ Uzbekistan ဘက်ကိုအာရုံပြောင်းသွားပြီဆိုတဲ့အခြေအနေမှာတော့ YG နောက်ကနေလိုက်တော့ကောက်ဖို့ကြိုးစားနေတယ်ဆိုမဲ့အခြေအနေဒါပေမဲ့ဇုံကလည်းလာနေတာဖြစ်တော့ဇုံထဲတော့ဝင်အောင်မယ်ဆိုတော့ Save လာပြီးတဲ့ Zuba တက်ပြီးတော့ North တခါလည်းအပါမခေါ်ဆိုကားဝါတွေပဲတက်ပြီးတော့ပြစ်နေတယ်ဆိုတဲ့အခြေအနေမှာနဲ့တယောက်နောက်မှလည်းမလေးရှိတဲ့ကွန်မောင်းနော်မလေးတဲ့ဒီကွန်မောင်းနဲ့ထွက်မှာပေါ့ခဏထားလိုက်အောင်ဆိုတော့ Uzbekistan ရဲ့ back one ကိုလမ်းပြီးတော့ဖြတ်ဆိုတော့ top ပလေးစုံနဲ့ပြောင်းပါသွားခဲ့ပြီလားနော် team မြန်မာ 4K နဲ့နော် format လိုက် format အလိုက်နဲ့ပဲအတူနော် shed 3ကိုတက်လာခဲ့ပြီလားငါးသိမဲ့ကျန်တော့မယ် BNN ပြတ်သွားခဲ့ပြီလားပါကစ္စတန်နေလားပါကစ္စတန် IQ တယောက်ရှိနေအောင်နော် pro နဲ့သူတို့လာပါတော့ရမယ်နော် ဆောလာနေပြီ IQ ထပြီးလာခဲ့ပြီလားဆိုမရတော့ဘူးပြီးမှရတော့မှ IQ စေကလာနောက်မှ3တော့ထားမှရမယ်အိုးတော်သေးတယ်မတိဘူးတိပါအိုးနော်လာပြီလားဘက်ကက်တွေလာမှတော့ရတော့မယ်ဟလား IQ တယောက်တည်းကိုပဲစမိုင်းအကောင်းဆုံးပဲနော်ကာဝါ5ရပြစ်ပြီးတော့စူးစမ်းနေ IQ လေးကိုဖြတ်ပါအောင်လေးကိုဖြတ်ပါအောင်ကောင်းတယ်စမိုင်းမှာပြန်ပြီးတော့ not အော်ဒီ IQ မတည်ဘူးအော်3 man down ဆိုတဲ့အခြေအနေတော့မာနဲ့ပဲအကောင်းဆုံးပဲ IQ ဖြတ်ချပေးလိုက်ပြီဆိုတဲ့အခြေအနေမှာဆိုမလေးရပါဝင်ချလိုက်ပြီဆိုတဲ့အခြေအနေတင်းပြမှာပြတ်သွားခဲ့ပြီလားအော်ဒီ IQ တော့တော့ကပေးတဲ့ IQ နော်အော်စမိုင်းတော့နေပြီလားကဲလို့ရအောင်မလားဆုံးမတော့တည်ဆိုရိုမီယိုကတက်ပြီးတော့ not ဆိုရိုမီယိုပါလာပြီလားဆိုနေပေါ်ရဲ့ data ဆိုမာနဲ့နော်အကောင်းဆုံးပဲဆိုထိုင်းနဲ့မြန်မာနဲ့ဖြစ်နေတာနော်တပ်ပါတွေဝင် join နေတာ sorry စေကလာဝနော့ဆိုတော့တင်းမြန်မာပြတ်သွားခဲ့ပြီလား3ဆို6 5မှတ်နော်မှတ်တော့တူနေတော့မဲ့ brother ရေနော်ဆက်တော့ကြည့်ရမယ်လားဟောင်းဂိမ်းမရတော့မမီတော့ဘူးလားဆက်တော့ကြည့်ရမယ်လားအမှတ်ကတူနေတာနော်အမှတ်ကသွားတူနေတာ brother ရေနော်အမှတ်သွားတူနေတာနော်ဆက်တော့ကြည့်ရမယ်လား overall ranking oh ရန်ကုန်ကလာဒီကို placement point 7နမအပါနဲ့နော်တော့အိဝင်နေသေးတယ် brother ရေနော်တော်နေအောင်ပါကောင်းတော့မယ်နော်ဒီလက်ကြီးရဲ့ပွဲနော်မရှုပ်လို့မရဘူးနော်အပိတ်လေဆိုရန်ကုန်ဂလက်ဒီကိုနော် YG ဆိုင်ပါနော်ကိုဆိုရတက်ဆိုင်အဲ့ဒီရုပ်ဒီပဲတစ်ကတစ်ခုရပြီလားဝေးဘာလိုက်လို့တော့ဒါပေမဲ့ပြင်နေ online မြင်မကောင်းဘူးနော်အတန်းအောင်နေနော် brother နော်တစ်ခုရပြီတယ်နော်မတားတယ်သွားတော့မယ်တဲ့နော်ကျွန်တော်လေးကျွန်တော်တို့ဒါ general manager နော်ကိုအောင်စိုးဖြစ်ပါတယ်နော်
ဂျာမာနီနဲ့တွေ့ရတော့မယ်ဟေး နောက်ဆုံးပါ စပန်တော့တွားရပြီနော်ဒီလိုစားဆေးမစိုးဘူး brother ကျွန်တော်အေးဆေးပဲနော်ချေးပဲပေါ့ပါပဲပြဿနာမရှိဘူး